မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ 3D Lucky Number မြန်မာ Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေများကိုကျွန်တော်အခု2026ခုနှစ်ပထမကြိမ်အတွက်အနီးကကဏ္ဍလေးပေါ့ဗျာနော်ပထမတော့ဒီနေ့16ရက်နေ့မှာထွက်မယ်ဆိုရင်ကျွန်တော်မတင်တော့ဘူးလို့နေတာဗျအခုတော့18ရက်နေ့မှာဆိုတော့ထိုးလို့ရတော့ပါသေးတယ်နော်အဲ့ဒါကြောင့်ကျွန်တော်ဖရိန်လေးတစ်ခုအထောက်ကလေးတစ်ခုကိုကျွန်တော်တင်ပေးပါမယ်ဗျာနော်ကဲမိတ်ဆွေတို့ကြည့်လိုက်အောင်နော်သူကဘယ်အစားလဲဆိုရင်2000ခုနှစ်ဗျ2000ခုနှစ်မှာ943ညဆိုတာလေနော်ဒါမူလဖရိန်စတယ်နော်943ည943ညနဲ့ဒီအောက်ဆောင်ကိုဆင်းမယ်ဗျဒီနေ3 4 5 6 9 ကွက်မြောက်မှာ481ဆိုတာရှိပါနော်9 ကွက်မြောက်မှာ481နော်အဲ့ဒီ481ကနေဒီလိုဇောင်းပြန်တက်မယ်ဒီနေ3 4 ကွက်မြောက်မှာ198ဆိုတာရှိတယ်နော်198အဲ့ဒီ198ကနေအထက်ကိုတက်မယ်ဇောင်းတက်မယ်ဒီနှစ်ဒီနေရာမှာ842ဆိုတာရှိပါတယ်နော်84နှစ်ဟုတ်ပြီနော်84နှစ်ဆိုတာရှိတယ်အဲ့ဒီ84နှစ်ကနေဒီလိုဇောင်းတက်မယ်ဒီနှစ်နော်ဒါတော့တန်တန်တစ်ခွက်ကျော်ပို့ဗျာနော်အဲ့ဒီမှာ964အဲ့ဒီ964ဟာသူ့ရဲ့နှစ်ကျော်အပင်ခိုက်တင်နှစ်ကွက်မြောက်ကဘေးမှာ496ဆိုပြီးတော့ပြန်ထွက်တယ်နော်ဟုတ်ပြီနော်မိတ်ဆွေတို့ဒါပထမဖရိန်မှန်ပါနော်ကျွန်တော်ဒုတိယဖရိန်ကိုကျွန်တော်ထောက်ပြပါမယ်2005ခုနှစ်မှာနော်354နော်ဒီမှာတော့354ဒီ354ကနေပြီးတော့ဟိုပထမဖရိန်လိုပဲဒီလိုဇောင်းဆင်းမယ်ဒီနေ့3 4 5 6 9 ကွက်မြောက်မှာ418အတူတူပဲတော့မိတ်ဆွေတို့9 ကွက်မြောက်မှာ418ကနေဒီလိုဇောင်းတက်မယ်ဒီနေ့3အဲဒီနေရာမှာ918နော်918ရှိတယ်နော်လူလူပဲနော်နောက်တစ်ခါအပေါ်ဆက်တက်မယ်ဒီနေ့ဒီနေရာမှာနှစ်ကွက်မြောက်ကဘေးမှာ824နော်824နော်အဲ့ဒီအထိကသူကနန်းတူရိုက်ထားတာပါဗျာနော်ကနန်းတူနော်သူဖရိထောက်ပေါ်နော်ဒီကနေတကွက်ကျော်ရှိတဲ့395နော်395ဆိုတဲ့ကနန်းဟာပထမဖရိလိုပဲသူကနှစ်ကျော်မှာဒီနေရာမှာ395ဆိုပြီးသူပေးခဲ့ပြီနော်ပေးခဲ့ပြီအဲ့တော့အခုကျွန်တော်တို့က395ရဲ့ဇောင်းတပင်ကျော်ဟောဒီပထမအကျင့်ကနန်းကိုဖမ်းပါမယ်နော်ပထမအကျင့်ကနန်းအဲ့ဒီပထမအကျင့်မှာသူပထမဖရိကဘယ်လိုကနန်းကိုပေးထားသလဲဆိုတာလေးကိုကြည့်လိုက်အောင်နော်ဟုတ်ပြီနော်943ညလူဆောင်ဆင်းမယ်အပင်ကိုက်မှာ481ကနေဒီလူဆောင်ပြန်တက်မယ်ဒီမှာ198ကနေဆောင်နှစ်ပင်တက်မယ်ဘေး842ရဲ့တပင်ကျော်မှာ964ဆိုတဲ့ကနန်းဟာဒီနှစ်ဒီဘေးမှာလာထွက်တယ်နော်ဟုတ်ပြီအပေါ်ဒုတိယဖရိမှာတော့ဒါ395နေရပေါ့ဗျာနော်အခုကျွန်တော်တို့နှစ်ဦးကနန်းကြမယ်နေရာဒီနေရာဗျ725ဆိုတဲ့ကနန်းကျွန်တော်ကတော့ဒီ725ကိုဒီကနန်းကိုပဲထိုးစေခြင်းနဲ့ဗျသူပရင်ရဲ့သဘောတဘာဝကတော့နော်သူကဒီနေရာမှာဒီကနန်းရှိရင်ဒီကနန်းပဲလိုက်ကစားတဲ့သဘောရှိတာဟုတ်
နော်သူကဘယ်လာတယ်လဲဆိုတာကိုလိုက်ထောက်လိုက်လို့ရှိရင်သူကလွဲသွားတယ်ဗျဒါပေမဲ့မလာဘူးမဟုတ်ဘူးအဲ့လိုဘယ်နေရာကနန်းလဲဆိုရင်ဘယ်နေရာကနန်းဘယ်နေရာပို့တယ်ဆိုတော့လည်းဖြစ်ပါတယ်။ဥပမာဒီခွန်6လေးကခွန်6လေးလို့ပို့တယ်ခွန်6လေးက4ခွန်6လို့ပို့တယ်ဒီမှာကြတော့39ဖက်ဟာ39ဖက်လို့ပို့တယ်ဒါမျိုးလဲလာဘူးတာပဲနော်။ဒါပြီးတော့ကျွန်တော်တို့ကဒီတကွဲကြော်မှာရှိမဲ့ကနန်းဟာပထမပရင်အရာဆိုရင်တော့725ပါပဲဗျာနော်725နော်အဲ့ဒီ725ကိုမှတ်ထားပါ725အာမင်အဲ့ဒီတော့ဘယ်ကလာတယ်လဲဆိုတာလေးကိုကျွန်တော်တို့တစ်ချက်လိုက်ကြည့်လိုက်မယ်ဗျာနော်ကိုယ့်ဘက်ကပို့ပြီးလုံခြုံသွားအောင်ပေါ့ဗျာနော် तू ကဒီဒေကနန်းမပေးဘဲနဲ့သူ့လမ်းကြောင်းနဲ့တက်လာတဲ့ကနန်းကိုပေးခဲ့ရင်ကျွန်တော်တို့ကမလွတ်အောင်လို့ပါနော်အဲ့တော့ဒီကနန်းဟာဘယ်နေရာလဲဆိုတော့ဟောဒီဖရင်ရဲ့အဲဒီမှာ481ဆိုတဲ့ကနန်းနော်မိတ်ဆွေတို့မှတ်မိမှာပါနော်943ညာနေဆင်းလာတဲ့481နော်အဲ့ဒီ481ရဲ့ဒီရှေ့ကို1 2 3ဒီနေရာမှာရှိတဲ့ခွန်9နှစ်ဆိုတဲ့ကနန်းဟာကျွန်တော်တို့ဒီခွန်6လေးရဲ့ဒီတပင်ကျော်ကိုတက်ရိုက်တယ်လို့လည်းယူဆလို့ရတယ်ဗျာနော်725လို့နော်အဲ့ရလာခဲ့တယ်ဆိုတာပြောလို့ရတာပဲနော်ဒါမျိုးဖြစ်တတ်ပါတယ်နော်ဒါပေမဲ့အဓိကထိုးသိချင်တာတော့ဒီကနန်းမှာနော်ဒီကနန်းဒီနေရာမှာဒါရှိတဲ့အတွက်ဒါလာမယ်လို့ပဲယူဆရတာပေါ့ဗျာနော်နောက်တစ်ခါအဲ့725ကဒီအပေါ်မှာကျွန်တော်လိုက်ဖမ်းကြည့်တော့ပုံမှာတစ်ခွက်ရှိသေးတယ်ဗျာဒီအပေါ်ကဟာကိုတော့ကျွန်တော်မယူတော့ဘူးဗျာဘာလို့မယူလဲဆိုရင်မျိုးနော်ကျွန်တော်လည်းကြည့်လိုက်အောင်ဘာလို့မယူလဲဆိုခဏလေးနော်မိတ်ဆွေကျွန်တော်လည်းကြည့်နေနေပဲရောက်သွားမှမသိ725ဒီအပေါ်မှာတစ်ခုရှိတယ်ဗျကထားပါလို့ဒီအပေါ်725ကိုယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကလင်နာကိုဆက်လိုက်ရတော့မှာကလင်နာဆက်ပြီးတော့ဒီဘောင်ကြီးရဲ့အပြင်ကိုထွက်သွားမယ်ဆိုရင်ကျွန်တော်မယူချင်ဘူးဗျကျွန်တော်ဒီဘောင်နှုံးကိုပဲရှိတဲ့ကနန်းကိုပဲကျွန်တော်ဖမ်းနေပါတယ်เนาะတချို့ဆရာကြီးတွေပြတာရှိပါတယ်ကျွန်တော်တို့ကလင်နာကိုဆက်ပလိုက်တာပေါ့ဗျာเนาะဆက်ပြီးတော့ပင်ကိုက်ထောက်တာဒါမျိုးကလည်းမမှန်နိုင်ဘူးလားဆိုတော့မှန်နိုင်တာပဲဗျာเนาะဒါပေမဲ့ကျွန်တော်ရဲ့ယူဆအရကျွန်တော်ကမိနစ်တက်တဲ့အတွက်ဒါကိုတေကနန်းပဲကျွန်တော်ဖမ်းနေဗျာเนาะ725အဲ့တော့ဒီ725ဟာဒီ481က1 2 3အောက်က၎င်းလာတယ်ဆိုပြီးတော့ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်ကဖရင်ရဆိုဘာဖြစ်မလဲကြည့်လိုက်မယ်နော်အဲဒီမှာ418နော်418က1 2 3ဒီနေရာကောင်881ဗျာနော်881ဒီကောင်ကကျွန်တော်တို့ဟောဒီ39ဖက်ကဒီချောင်းကိုတက်ရိုက်မယ်ဆိုရင်လည်းသူ့ဖရင်ရမှန်တာပဲဗျာနော်အဲ့တော့ဒီ881ကိုတော့အရန်အနေနဲ့ကျွန်တော်ထိုးစေရှင်တယ်နော်725ကတော့အဓိကပေါ့ဗျာနော်725ကအဓိက881ကတော့အရန်ပေါ့ဗျာနော်အဲ့တော့မိဆိုတို့အတွက်အနီးကကနန်းလေးပေါ့ဗျာနော်အနီးကကျွန်တော်ကဒီနေ့16နှစ်ထွက်မယ်ဆိုတော့မတင်တော့ဘူးဒါကိုတွက်လိုက်တာဒီလိုဖရင်လေးတွေကကျွန်တော်မှအများကြီးရှိပါဒါပေမဲ့ဖြစ်နိုင်ကြီးနီးစပ်တဲ့ဥစ္စာလေးတွေပဲကျွန်တော်ဖော်ပြခြင်းဖြစ်ပါတယ်ကဲအနီးကကနန်းလေးတစ်ခွက်တော့နည်းနည်းတော့ထိုးလိုက်အောင်ဗျာနော်ကဲ725R ဗျာ725R ကဲမိတ်ဆွေများအားလုံးအောင်မြင်ကြပါစေပထမအချိန်မှာအောင်မြင်ရမယ်လို့ကျွန်တော်ဆုတောင်းပါတယ်ဗျာအောင်မြင်ရမယ်လို့ယူဆပါတယ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်